没，မနေ့စ你ငါ့ကိုလာတွေ့တယ်နော်你ငါ့ကိုမမုန်းပေါ့နော်你阿妹有把路摸嘛嘞没？不路ဖြစ်တာလဲမေရဲ့မနေ့အမေကိုပြောခဲ့ရလေအဲ့ဒါကြောင့်ဒီအလုပ်တွေမလုပ်ပါနဲ့လို့အခုဘယ်လိုလုပ်ကြမလဲ ဘလို့မှလုပ်လို့မရအောင်ကိုဖြစ်ကိုခံလဲပြန်ထားဒါဘဝပဲညီငါတော့လိုက်ခံစားမနေနဲ့ငါလည်းကောက်ခဲ့တာမဟုတ်မတန်ပါဘူးလေ အမေဘယ်လိုပဲဖြစ်ဖြစ်အမေကမနေ့ရဲ့အမေလေအမေအခုလိုအခြေအနေမျိုးဖြစ်နေတာမနေ့ဘယ်လိုဖြစ်ပြီးတော့ကြည့်ရမှာလဲအမေမနေ့ကိုဘယ်လောက်ပဲဆူဆူဆဲဆဲအမေကမနေ့ကိုမွေးထားခဲ့ရလေအမေရဲ့မနေ့အမေကိုဒီလိုမျိုးတော့မထားခဲ့ရဘူး မနေ့အဲ့ဆိုညီဘာမှမသိဘူးပေါ့ မနေ့ကဘာကိုသိရမှာလဲ မနေ့သမီးလေးအမေစီတဲ့ပါရှိတယ်အမှန်တရားတွေကိုသမီးကိုရှင်းပြခွင့်ရတဲ့အတွက်သမီးအရင်ဝမ်းသာတာပဲသမီးရဲ့ရမ်းဝမ်းသာသမီးရမမေကိုတက်တလုံးနာကြည့်ပြီးတော့သမီးပြောတဲ့စကားတွေရှင်းပြတဲ့စကားတွေဟိုတွေဘာလို့ပြောပါမမေကြောက်နေကြတာသမီး မေဘာပြောနေရလဲမေဘာပြောနေရလဲ ညီရလေငငယ်ကတဲချစ်စရာ